အားလုံးပဲမင်္ဂလာပါရှင်။တဝန်တကားစိတ်ရွှေသနာဆိုင်မှာကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မမြင်ဒီနေ့ပြသပေးမှာတော့ 80K white color လက်စွပ်လေးပဲဖြစ်ပါတယ်ရှင်။ချစ်စရာလေးနဲ့ပပပဝတ်ချင်တဲ့တက်လေးတွေအရန်ဝတ်ဆင်ပြပါတယ်။ဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးပါတက်လေးတွေ fancy လေးတက်လေးတွေလည်းအရန်ဆင်ပြတဲ့ဒီဇိုင်းလေးပါရှင်။ဒီဆိုရင်ချစ်စရာကောင်းတဲ့လက်စွပ်လေးပါသူဆိုရင်စလုံးလေးကကွင်းဆိုတဲ့စလုံးလေးပါရှင်အတိုင်းနံပါတ်လေးကနံပါတ်6ပါတဲ့လေးတို့အရန်ဟိုမှာချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပါရှင်နံပါတ်6ပါရှင်ဒီခရန်ကျော်ပဲရှိပြီးတော့အတိုင်း6ရှိတဲ့တဲ့လေးကိုဝတ်လို့ရဝတ်စင်မဲ့ဒီဇိုင်းလေးပါရှင်အရန်လှပါတယ်ကွင်းစလုံးလေးပါရှင်အရန်ဟိုမှာချစ်စရာကောင်းတဲ့လက်စွပ်လေးပါရလေးဆိုရင်တလေးတွေသူဆိုရင်အသက်ဆက်ဖြတ်ပုံစံလေးပါချစ်စရာလေးပါရှင်ကမလေးတွေကိုလက်ဆောင်ပေးမလားကိုယ်တိုင်ဝတ်မလားအရင်ချစ်စရာကောင်းတဲ့အသက်ဆက်ဖြတ်ပုံစံလေးပါရှင်သူဆိုရင်လက်တန်းနံပါတ်လေးက14ပါရှင်အရင်ကချစ်စရာကောင်းတဲ့လက်စွပ်လေးပါအသက်ပုံစံဆက်ဖြတ်လေးပါရှင်ဒီလက်စွပ်လေးဆိုလဲချစ်စရာလေးပါသူတို့ဆိုရင်တဂရမ်တော့မပြည့်ဘဲနဲ့အရင်ချစ်စရာကောင်းတဲ့လက်စွပ်လေးပါ 0.8 gram ပဲရှိပြီးတော့အတိုင်းနံပါတ်လေးက73ပါရှင်အရင်ကချစ်စရာကောင်းတဲ့ဆက်ဖြတ်လေးလက်နဲ့ဝတ်ချင်တဲ့တက်လေးအတွက်အကျန်းခံပြီးတော့မောင်းခွင်းဆက်ဖြတ်ပုံစံဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အရင်လှပါတယ်အားလေးဆိုဆောင်းဆက်ဖြတ်လေးပါရှင်တက်လေးတို့သူဆိုရင်တကွက်လောက်မပြေဘဲနဲ့ 0.89 gram ပဲရှိပြီးတော့ချစ်စရာကောင်းတဲ့တက်လေးတွေအရင်ဆင်ပြေဒီဇိုင်းလေးပါလက်တိုင်းလေးက14ပါရှင်လက်တိုင်းလေးက14ပါရှင်ဆောင်းဆက်ဖြတ်လေးပါအရင်ကိုချစ်စရာကောင်းပါတယ်ရှင်မင်းပြသပေးတဲ့လက်စွပ်လေးတွေကိုစိတ်နဲ့တက်တဲ့ဆိုရင်မင်းတို့ရဲ့တုံနကပေး Messenger မှာလည်း screenshot ပြပြီးတော့လာရောက်အားပေးဝင်နေတယ်လို့မင်းတို့ရဲ့ Viber ဖုန်းနံပါတ်2920 3498မှာလည်းလာရောက်အားပေးဝင်နေပါတယ်တက်လေးတို့မင်းတို့ရှိမှာဆိုရင် 80K ကအလဲရောက်တက်ပါတယ်ရှင် 80K ဒါဆိုရင်လဲရင်30ရောင်းဝင်15ရာခိုင်နှုန်းပါရှင်အရင်တနာမို့မင်းတို့ဆိုင်ကိုလာရောက်ဝယ်ဖို့ဖိတ်ခေါ်လိုက်ပါတက်လေးတို့ရေနော်မြင်မြင်လာထားမှရမယ်နော်အရင်လာတဲ့ဒီဇိုင်းလေးပါဒါလေးဆိုရင်အရင်ချစ်စရာလေးပါသူဆိုရင်ဆောင်းဆက်ဖြတ်လေးပါရှင်အကျန်းခံပြီးတော့ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပါမင်းတို့ရဲ့လို့မနော်ဆိုင်ကိုမလာနိုင်တဲ့ customer အတွက်မင်းတို့ကဗီဒီယိုလေးတွေနှိမ့်ဆက်တင်ဆက်ပေးမှာဟုတ်လို့မင်းတို့ရဲ့ page လေးကိုလည်းတက်လေးတို့ like and follow လုပ်ထားဖို့မမေ့နဲ့နော်ဒါအပြင်ကြည့်ချင်တဲ့ဒီဇိုင်းလေးရှိရင်လည်း comment မှာမှတ်ပြီးတော့ပြခိုင်းနိုင်ပါတယ်ရှင်မင်းရဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးတဲ့ customer တယောက်ချင်းတိုင်းကိုမများကျေးဇူးများတင်ပါတယ်ရှင်စိတ်ကြမှာခြင်းကိုယ်ကြမှာခြင်းကိုပိုင်ဆိုင်နိုင်ပြီးတော့အသက်ရှူတိုင်းကိုဝင်ကြပါစေလို့မင်းတို့တော်ဝန်ကစိတ်ချရတဲ့နာဆိုင်မှာဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်တတာ